ကျွန်တော်ဒီနေ့အစီအစဉ်မှာတော့ကျွန်တော်ကိုရှိုင်းလေးကိုခေါ်ထားပါတယ်ဟာရှိုင်းလေးမင်္ဂလာပါအေးမင်္ဂလာပါကိုလေးပါမင်္ဂလာပါမင်္ဂလာပါဘလို့ invite ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရှိုင်းလေးပါသူကအဲ့လိုမော်ဒယ်တင်တဲ့နေပါလေဂျွန်လင်းကြီးမှာသွားပြီးတော့အဲ့လိုပဲလှုပ်လိုက်အဲ့လိုပြည့်သွားမှာဟိုဟာလေတော့အထာနှဝင်းခွဲအကူရဲ့မောင်ကဥက္ကမင်းမောင်လေဩဘာလို့နှဝင်းခွဲမောင်ရဲ့အကူပါရုပ်ကလေးကြည့်မျက်နှာပေါက်သွားစင်နေတာ ဒီကပြပါကြည့်တက်ချလိုက်ဗျာမယုံအဲ့ဒါရမရဘူးလေမအဲ့ဒါတင်းမောင်းမှာအဲ့ဒါပဲတက်တာတက်ကြည့်သမ်းပါတင်းမောင်းမှာအဲ့ဒါပဲတက်တာဝယ်လိုက်လိုက်အာဟုတ်တယ်တကယ်လမ်းလျှောက်တာလည်းတူရနော်ဟာလမ်းလေးလျှောက်ပြမယ်အဲ့ရပြီကြည့် Let's start the show Okay ဥက္ကမင်းမောင် ready တကယ်ကြီးရောင်ရေးတကယ်ခုတော့ဆိုတော့ကုတွန်ပြီးကဒီ stream မှာ तू ကကျွန်တော်အခုလာမဲ့ဒပတိတ်ရဲ့ငါးဘုံမြောက် single ကိုပြချင်ပါတယ်တဲ့ Yes အဲ့တော့မင်းချောင်းတော့မြင်ရပါတယ်စားတော့မပြည့်စုံတဲ့ငါ့ကိုပြည့်စုံတယ်လို့နေယုံကြည်ပေးဘာမှရှုံးလို့နော်တမျိုးအော်ပြမယ် fry screen အော်ဟုတ်တယ်ကုတွန်ပြီးကျွန်တော် favorite mid fry လုပ်လိုက် mid fry လေး ground တခါမဟုတ်ကိုပြန်အော်ပြမယ်နော်ဒီဘာလို့ကွာဟုတ်တယ်ဟာ bro မြင်မဲ့ကျိုး bro ဘိုင်းလေးတော့ကျိုးနေနာမကွက်တီရှေ့အဲ့မင်း ismin ကြီးရကျွန်တော် AI ခက်ကိုရောက်နေပါညာဟုတ်ပါတယ်ကျွန်တော် AI ခက်ကိုရောက်နေပြီဒီခက်တွေကတိုးတက်နေပြီဒါကိုလက်ခံမရတော့မယ်ကျွန်တော်လည်း Ferrari ဝယ်ထားရဗျာဟယ်လီကော်ပတာလည်းကျွန်တော်15မိနစ်ငါအစီးတယ်မင်းကဖြစ်နေကျွန်တော်လည်းသူ့မဖြစ်ဘူးသူလည်းကျွန်တော်မဖြစ်ဘူးဒါအမှန်တရားပဲအဲ့ဒါကိုဘေးကကောက်နေရအားချောင်းနေတို့မယုံနဲ့လို့1 2 3ဒီအဲ့လိုမလုံးနဲ့လေကိုကြီးတိတ်ခါကြတယ်1 2 3 go ရကောင်းပါလေလိုက်မကောင်းတော့ကလာလိုက်ပြန်ပါပြီကလာအားလိုက်
ဟယ်လို နာမည်လေးနဲ့မိတ်ဆက်ပေးပါဦး နင်းโอเค နင်းနင်းတက်ကရော18 okay okay ရပြီနောက်တစ်ယောက်ချိုးချင်းဆိုစင်ကအသက်ဘယ်နှစ်နှစ်လဲဩ pass ကိုရဲ့တက်ကဘယ်လောက်လဲသိလားကိုရဲ့တက်ကသိလား 对，那在这。 ကိုရဲ့တက်ကဟိုဖြူ I hear your heartbeat like a melody telling me secret that's only meant for တက်နင်းနဲ့ တွေ့ပြီတွေ့ပြီ အဲ့ဆောင်မကြောနဲ့တော့တကယ်မကြောနဲ့တကယ်ဒါဗရိတ်ဖန် ရတဲ့ဖန်โอ้အဲ့ဒါတချင်းဆိုတာမယုံ ဒီလိုနဲ့တူတူကောင်းဆုံးသွားကြလိုက်တာဒီလိုနဲ့တူတူအောင်မသွားကြလိုက်တာဒီတဲ့ဆောင်မင်းနဲ့တူတူကောင်းဆုံးသွားခြင်းနဲ့အကျိုးတင်ပါရမ်းမိုက်တယ်